Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော်တို့ဒီ Google Looker Studio dashboard တွေပေါ့နော်ကျွန်တော်တို့ create လုပ်ထားတဲ့dashboard တွေကိုကျွန်တော်တို့ဘယ်သူတွေဝယ်သုံးနေကြလဲဆိုတဲ့ဟာပေါ့နော်ဘယ်လိုမှဒီက active user ဘယ်နဲ့ရောက်ရှိတာလဲ view တွေဘယ်လောက်ရှိတာလဲ engagement ဘယ်လောက်ရှိလဲစသဖြင့်ပေါ့နော်ကျွန်တော်တို့ဒီ project တွေအတွက် create လုပ်ထားတဲ့ dashboard တွေကိုကျွန်တော် monitor လုပ်မှာပေါ့နော်စောင့်ကြည့်မယ်အဲဒါကျွန်တော်လည်းဘယ်လိုလုပ်ကြမလဲဆိုတာကိုဒီနေ့ကျွန်တော် share session တွေလုပ်ပေးသွားမှာဖြစ်တယ်ပေါ့နော်ပထမဆုံးအနေနဲ့တော့ကျွန်တော်တို့မှာဒီကျွန်တော်တို့ဒီ dashboard ဆွဲပေါ့နော် dashboard ဆွဲဖို့ဆိုရင်ကျွန်တော်ဒီမှာ set back data လေးပဲကျွန်တော်ဒီကလောက်ထားရပေါ့နော်ကျွန်တော် list ရတော့ဒီမြန်မာနိုင်ငံရဲ့ဒီ population data ပေါ့နော်population data ကိုပဲကျွန်တော်တို့ဒါဥမာနဲ့ဆိုကျွန်တော်တို့ဆွဲလိုက်ပါပေါ့နော်ဒီ dashboard ဆွဲလိုက်မယ်ဒီ request to dashboard ဆွဲလိုက်နော်အဲဒီကျွန်တော်ဒီမှာခဏစောင့်ပေါ့နော်အဲဒီကျွန်တော်တို့ဒီမှာတောင်းနာမည်ပေးလို့ရတယ်ပေါ့နော်နာမည်ပေးမယ်ဒါနမ14ပေါ့နော်မြန်မာ population နော် out population အဲဒီဟာမှာပေးပြီးဒီမှာပြီးsave နေလိုက်နော် save နေလိုက်ပြီးစီဒါကျွန်တော်တို့ dashboard တစ်ခုရပြီပေါ့နော်အဲဒီကျွန်တော်တို့ပြင်ချင်တာရှိရတယ်ကဲပြင်မှာပေါ့နော်အဲဒီကျွန်တော်တို့မှာဒါဆိုကျွန်တော် dashboard တစ်ခုရလိုက်ပေါ့နော်ဒါ dashboard တစ်ခုရလိုက်ဒီမှာကျွန်တော်နည်းနည်းလေးပြင်လိုက်မယ်ဒါသေးကျွန်တော်တို့ဒီ state region height ထည့်လိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကမြို့နယ်ထည့်လိုက်ပေါ့နော်ဒါ township တွေစသဖြင့်ကျွန်တော်ဒီမှာနည်းနည်းပြင်လိုက်မယ်ဒါဆိုကျွန်တော်တို့ဟိုအရင်ရပြီပေါ့နော်မြို့နယ်လိုက်လဲကျွန်တော်တို့ကဒီအောက်မှာဆင်းတော့ကျွန်တော်တို့က population data ထည့်ပေါ့နော် population ထည့်မယ်ဒီကောင်ကလည်း population ထည့်မယ်ပေါ့နော်စသဖြင့်အဲဒီကျွန်တော်တို့ဒီမှာဒါသင်တဲ့ကျွန်တော်အားလို့ထားတယ်ပေါ့နော်ဒါသင်တော့ဒီမှာတိုင်းချင်းစီပဲဒီမှာ township နေရှိတာပေါ့နော်အချင်းကျွန်တော်ဒီကောင် table နဲ့ပဲပြလိုက်ပြီဒါတဲ့ကျွန်တော် table နဲ့ပဲပြလိုက်အောင်နော်အဲကျွန်တော်တို့ဒီမှာဒါကျွန်တော်တို့လုပ်ပြီးထားလိုက်ပေါ့နော်အဲကျွန်တော်တို့ကဒီမှာကျွန်တော် dashboard တစ်ခုရပေါ့ဒါကျွန်တော်တို့ရန်ကုန်ကြည့်ချင်တယ်စီရန်ကုန်ရဲ့ဒီမှာမြို့နယ်တွေပါမယ်ဒီဘက်ရန်ကုန်ပေါ့နော်ဒီ population တည်ရပြီနော်အဲကျွန်တော်တို့ဒီမှာပဲကျွန်တော်တို့ကဒီ dashboard တစ်ခုရပြီဒီ dashboard သူနဲ့ share လိုက်ပေါ့နော်share လိုက်ပြီဆိုရင်ဒီ dashboard ကိုအသုံးပြုတဲ့active user တွေကဘယ်လောက်ရှိလဲပေါ့နော် view တွေကဘယ်လောက်ရှိလဲသူတို့engagement ဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်ကြည့်ချင်တာပေါ့နော်အဲပထမဆုံးအနေနဲ့ဆိုရင်ကျွန်တော်တို့ကဒီ dashboard တွေရသွားပြီဆိုရင်နောက်တစ်ခုကကျွန်တော်တို့ကGoogle Analytics ပေါ့နော် Google Analytics ကိုဖွင့်ရမှာပေါ့နော်အဲကျွန်တော်တို့ကanalytics.google.com ဆိုတဲ့ဟာကိုကျွန်တော်ရိုက်လိုက်ပေါ့နော်ဒီလေးဆောင်ရိုက်လိုက်ပြီဆိုရင်ဖွင့်လိုက်ပေါ့နော်ဖွင့်လိုက်စကားချင်းဒီလိုမြင်ရမယ်အဲ star measurement နေပေါ့နော် star measurement နေပြီးတော့မှဒါတော့သူပထမဆုံးစားပြီးတော့ဟိုအလုပ်ကိုအကောက်ဖွင့်ပေါ့နော်ကျွန်တော်တို့ဒီရှိပါတယ်ဆိုတဲ့ဟာကျွန်တော်ဖွင့် next ကိုနေပေါ့နော်ပြီးနောက်ကိုပါဒီမှာတော့ကိုပေါ့ဒါထဲပေါ့နော်ကို percentage တဲ့ဟာပေါ့အမှန်တကယ်ကျွန်တော်တို့ကဒါ project ဆိုလဲ project ပေါ့နော်project ဆိုထည့်လိုက်မယ်ဒါဒီဒီမှာထည့်လိုက်ဒါတော့အဆင်ပြေတဲ့ဟာကိုကျွန်တော်ရွေးလိုက်လို့ရတာပေါ့ကိုအဆင်ပြေတဲ့ဟာကိုရွေးလိုက်ပြီးတော့မှဒါကိုဘာလုပ်ချင်လဲပေါ့နော်ကျွန်တော်တို့ပုံမှန်တိုင်းတော့ကျွန်တော်တို့ဒီကောင်ကျွန်တော်တို့အသုံးပြုတဲ့ traffic ကိုနားလည်ချင်တယ်ပေါ့နော်ကျွန်တော်လည်းရွေးရပြီးတော့မှကျွန်တော်တို့အဆင့်တင်မယ်အစနေစေပြီးသွားပြီပေါ့နော်အဲ့ဒါကျွန်တော်ပထမဆုံးလုပ်မယ့်ဟာကျွန်တော်တို့လက်ရှိမှာကျွန်တော်တို့က website ဝယ်စောင့်ကြည့်မှာပေါ့နော် website တော့ကျွန်တော်တို့ဒီ dashboard ရဲ့ website ကိုစောင့်ကြည့်မယ်ကျွန်တော်တို့မှာ Android applet တွေiOS app ရှိပါဒီလက်ရှိဟာတော့ကျွန်တော်တို့ဒီမှာကျွန်တော်တို့က share ဟောင်းတယ်လေဒီမှာ report link ရှိတယ်အဲ့ဒီဟာလေးပဲဒီဟာလေးကျွန်တော်သုံးမယ်လို့ရပါပေါ့နော်ဒီအပေါ်အကြီးတစ်ခုလုံးနဲ့ကျွန်တော်သုံးလို့ရတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီဟာဘို့အတွက်ကြိုက်တယ်ပေါ့နော်ဒီ share တဲ့အခါ poll link တဲ့က
ဒီကောင်ပေါ့နော်ဒီကောင်သုံးလိုက်ပြီးတော့ web ကိုနေပြီးတော့မှကျွန်တော်တို့ဒီရောက်ထည့်စပြီးထည့်တဲ့ချိန်မှာသူတို့ဒီလိုပြလိုက်မယ်အရှိကဒီ HTTPS အခါလေးကိုကျွန်တော်ချုပ်ပေးလိုက်ပေါ့နော်ဒီမြေတော့ချုပ်ပြီးတော့ဒီမှာကျွန်တော်တို့ကstring name ပေါ့နော်ဒီ string name ကိုအလုပ်တဲ့နေရာမှာတော့ကျွန်တော်ရေးကြည့်တယ်အခါကျရင်ကျွန်တော်ကဒီရဲ့ dashboard နာမည်တန်းပြောင်းသွားတတ်တယ်ပေါ့နော်ကျွန်တော်တစ်ခါကျပြောင်းပြလိုက်တာရှိတယ်ဒီလိုပေါ့ကျွန်တော်တို့ကမှတင်version 1လို့စသဖြင့်ပေါ့နော်ဒီကောင်လေးပြောင်းပြလိုက်တဲ့စီးလိုက်တယ်ဟိုဘက်မှာ monitor လုပ်နေတဲ့ခဏdashboard နာမည်ကြီးပြောင်းသွားတတ်တယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့အသေးထားခြင်းတယ်အသေးထားခြင်းတဲ့ဆိုရင်ကျွန်တော်တို့ဒီမှာ string name ကိုကျွန်တော်ပေးရနေရမှာကျွန်တော်တို့လုပ်ချင်တဲ့ပုံစံပေါ့ကျွန်တော်တို့ဒီမှာစဉ်းစားရတဲ့ပုံစံက project လာမယ်ပြီးရင် dashboard နာမည်လာပေါ့နော်ဒီဟာပဲအသေးဖြစ်နေမယ်ဒီမှာဘယ်လိုပဲပြောင်းပေါ့နော်အဲ့ဒါကျွန်တော်တို့ကဒီမှာတင်ကျွန်တော်တို့က project A လို့ပေးလိုက်မယ်ပေါ့နော် project A လို့ပေးလိုက်မယ်ပြီးတော့မှဒီကောင်လေးပေါ့နော်ဒီ keyboard မှာဒါလေးစီပြီးတော့မှဒီ dashboard ပေါ့နော်အဲ့မြန်မာ population ဒီလိုလေးပေးထားလိုက်မယ်ဒီဟာလေးကအရေးကြီးရပေါ့နော်ဒီဟာလေးကိုကျွန်တော်တို့ကဒီလိုပုံစံ live အတိုင်းကျွန်တော်ပေးလိုက်မယ်ပေါ့ဒီကတော့ဒီမှာပြောင်းသွားတဲ့ဟာတွေကိုဒီစောက်ကြည့်တဲ့နေရာမှာလိုက်မပြောင်းသွားအောင်ပေါ့နော်ကျွန်တော်တို့ဒီအောင်နာမည်အသိထားပြလိုက်ပေါ့နော်အဲ့ဒါကျွန်တော်တို့ကဒီကတော့ဒီအရှိဒီ sign လေးရဲ့အရှိဟာဒါ project နဲ့ဖြစ်သွားပေါ့နော်ဒီကောင် project နဲ့ဖြစ်သွားမယ်ဒီကောင် dashboard နဲ့ဖြစ်သွားပေါ့နော်ဒီနှစ်ကအသိဖြစ်သွားဒါကျွန်တော်တို့က create လုပ်လိုက်ည create လုပ်ပြီးဆိုရင်ကျွန်တော်တို့ဒီမှာတစ်ခုရှာရပေါ့ဟာဆိုကျွန်တော် next ကိုနေမယ်ဒီမှာဆိုရင်သူကဒီလိုပေါ်လာပြီဒါဆိုရင်ကျွန်တော်ပိတ်ပြလိုက်ပေါ့ပိတ်ပြလိုက်ရင်ဒီမှာဒီ measurement ID ပေါ်လာပြီပေါ့ဒီ measurement ID ပေါ်လာပြီအဲ့ဒီ measurement ID ကိုလိုက်ပြီးရင်ကျွန်တော်တို့ကခုနက dashboard ပြန်သွားပေါ့နော် dashboard ပြန်သွားပြီးဒီ file ကိုသွားပြီးတော့ဒီမှာကဒီဒီမှာလည်းကျွန်တော်ပုံမှန်တိုင်းတော့ဒီ publish setting တော့ကျွန်တော်ဖွင့်ပေးထားတော့ပို့ကောင်းတယ်ပေါ့နော်ဒါဆိုကျွန်တော်တို့က web ပြင်တဲ့ဟာတတ် WordPress လောက်ထားတဲ့ဟာတတ်ပေါ့နော်အဲ့ဒါကျွန်တော်တို့မှာ report setting ကိုသွား report setting သွားပြီးတော့ဒီမှာခုနကကျွန်တော်တို့ကဒီမှာရတာတဲ့ measurement ID ပေါ့နော်ဒီကောင်ကူးပြီးတော့ဒီမှာ measurement ID ညံဖလာထည့်ပေါ့နော်ထည့်ပြီးတော့ publish ကိုပြန်တော့နှိပ်ပြလိုက်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ကဒီ dashboard ကိုဒီ key နဲ့ကျွန်တော်တို့ဒီ Google ရဲ့analytics မှာစောင့်ကြည့်ပြီးသားဖြစ်သွားပြီပေါ့နော်အဲ့ဒါကျွန်တော်တို့ကဒီမှာပြီးသွားပြီအမေကျွန်တော် list ကိုနှိပ်ပြီးလိုက်အဲ့ဒါကျွန်တော်တို့ကလက်ရှိချိန်မှာဆိုရင်သူကစနေပြီပေါ့နော်ဒါပေမဲ့ကျွန်တော်တို့က online တိုင်းဆိုရင်သူက48နိုင်လောက်ကြာတယ်ဒါပုံမှန်တိုင်းတော့အဲ့ပေါ့တရက်လောက်ကြာတတ်တယ် actual data ကိုကျွန်တော်တို့နောက်ဆုံး data ကိုပြဖို့အတွက်ပေါ့နော် continue နဲ့ continue တက်ပြီးဒီကောင်နဲ့ save ထိလိုက်ပေါ့နော်ဒီမှာဒီကောင်လေးလည်းကျွန်တော်အမှန်ချက်ချစ်တာရှင်းလဲအမှန်ချက်ပြုတ်တာရှင်းလဲရတယ်ပေါ့နော်ဒါပြီးဒါဆိုကျွန်တော်တို့ကဓမ္မကျွန်တော် report ကြည့်လိုက်တဲ့ဆိုရင်ဒါတော့ real time snapshot တွေတော့ကျွန်တော်ဒီမှာကြည့်လို့ရတယ်ပေါ့နော်အခါကျရင်ကျွန်တော်တို့တွေ့ရလိမ့်မယ်ပေါ့နော်ဒါဆိုရင်အဲ့ဒီ user ဘယ်လောက်ရှိတယ်ပါတယ်တက်ခါပေါ့နော်အဲ့ကျွန်တော်တွေ့ရလိမ့်မယ်အဲ့ဆိုရင်ကျွန်တော်တို့ကဒါဆိုရင်ကျွန်တော်တို့စပြီးချိန်ပြီးသားဖြစ်သွားပြီပေါ့နော်အဲ့ဒီချိန်ပြီးသားဖြစ်သွားပြီခုနကလို့ဒီမှာတင် project ကကျွန်တော် property ပေးထားတာမှာ project လို့ပေးထားတယ်ဟုတ်အဲ့ဆိုရင်တစ်ဖက်မှာကျွန်တော်တို့ကဒီ dashboard လေးရပြီပေါ့နော်dashboard လေးရပြီဆိုရင်ကျွန်တော်တို့ကဒီဟာကိုစောင့်ကြည့်မဲ့နောက်ထပ် dashboard တစ်ခုဖန်တီးကြမှာပေါ့နော်ကျွန်တော်တို့ကအဲ့ဒါကျွန်တော်တို့က local studio ကျွန်တော်တို့ကထပ်ဖွင့်လိုက်မယ်ခုနဟာစောင့်ကြည့်ဖို့ဒါဆိုကျွန်တော်ခုနဖန်တီးထားတဲ့ဟာပေါ့နော်အဲ့ဒါကျွန်တော်တို့ကမှာ report နိုင်မယ်နေပြီဆိုရင်ကျွန်တော်တို့ကအဲ့မှာစောင့်ကြည့်မယ်ဆိုကျွန်တော် Google Analytics ကနေစောင့်ကြည့်မယ်ဆိုတော့ Google Analytics ကိုရွေးမယ်ပြီး authorize ကိုနှိပ်ပြီးပေါ့နော်ဒီကိုအကောင့်ကိုရွေးပြီးဒီမှာကိုကောက်ရွေးပြီးဒီမှာ project ရွေးပြီးပေါ့နော်နောက်ပြီးကျွန်တော်တို့ကဒီမှာ add ဆိုတော့နှိပ်လိုက်အဲ့ဒီမှာခဏစပြရအောင်နော်ကျွန်တော်ဒီမှာတော့ free for ပို့လို့ရောက်ပဲကျွန်တော်သုံးတယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့ဒီမှာပြလို့ရတာလက်ရှိကကျတော့သူက data က48နိုင်လောက်ကြာတတ်တယ်ကြာအောင်ပါပေါ့နော်ဒီကတော့ပုံမှန်တိုင်းတော့1ရက်လောက်ပဲကြာတယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့ကဒီမှာ dashboard ပုံစံကိုစပြီးဆွဲထားလို့ရပြီဒီမှာကျွန်တော်တို့ထည့်မဲ့ဟာကျွန်တော်ကဒီမှာ score card လေးတွေကျွန်တော်တို့ကဒီခုလောက်ထည့်မှာပေါ့နော်ပထမတစ်ခုကကျတော့ကျွန်တော်တို့က
ပထမဆုံးစောင့်ကြည့်မဲ့ဟာကြတော့ပေါ့ active user ပေါ့နော် active user ဘယ်နှယောက်ရှိလဲအဲ့ဒါတွေကျွန်တော် active user ပြန်ထည့်ရပြီအခုကဒါ view ပေါ့နော်view ကဘယ်လောက်ရှိလဲပေါ့view ကဘယ်လောက်ရှိလဲပေါ့အဲ့လိုဟာတွေကျွန်တော်ကြည့်လို့ရမယ်ပြီးရင်နောက်တစ်ခုကဒီ engagement session တွေပေါ့နော် engage ဖြစ်တဲ့ဟာပေါ့ engage session ဆိုတဲ့ဟာကြ engage session မှာသွားခင် session ပေါ့နော်ဒါဆိုကျွန်တော်သွားရမယ်ဒီက session ဆိုတာရဲ့ဟာကြတော့သူကဒီ dashboard တစ်ခုသူကဖွင့် user တစ်ယောက်ကဖွင့်လိုက်တယ်ဖွင့်ပြီးတော့ပြန်မပိတ်ခင်တည်းကဒါပြန်ပိတ်ခင်တည်းကတော့ session ပေါ့နော် view ဆိုတဲ့ဟာကြတော့သူကကြတော့ဒီကျမှဒီ dashboard တွေကျွန်တော်ပြောင်းလိုက်တဲ့ခါတိုင်းအမှတစ်ခုခုတခြား page ကိုသွားလိုက်တဲ့ခါတိုင်းမှာဆိုရင်သူက view ကိုအကောက်တစ်ခုအနေနဲ့တတ်မှတ်တယ်ပေါ့နော်ဒီလိုပြန်ပြေးလိုက်ရင်လည်း filter ပြန်ပြေးလိုက်ရင်လည်းဒါ view တစ်ခုအနေနဲ့ယူဆတယ်ပေါ့နော် view ဆိုတာ page ကိုဝင်ကြည့်တဲ့အချိန်တွေတွင်မဟုတ်ဘူးねသူနဲ့ interact ဘယ်လောက်ဖြစ်လဲဆိုတဲ့အချိန်ကြီးပေါ့နော်ပြီးတော့မှ view လာမယ်ပြီးရင် session ထဲမှာကျွန်တော် engage ဖြစ်တဲ့ session ပေါ့ဒီကဖွင့်ထားပြီးတခြားရေလုံးနေတဲ့ဆိုင်ဒီထဲမှာသူဘယ်လောက်ထိဝင်လောက်တယ်ဆိုတော့အဓိကတော့ကျွန်တော်တို့ကစက္ကန့်30လောက်မသိဘူးပေါ့နော်သူကအဲ့လို engage ဖြစ်တဲ့ဟာဟိုစက္ကန့် engage ဖြစ်တဲ့ဟာကိုပဲသူကထက်ကောက်ပြီးဟာမျိုးပေါ့နော်ဒီဟာလေးရှိတယ်ပြီးနောက်တစ်ခုကပြန်ပြန်အပြည့်user တယောက်ကကို dashboard ကိုဘယ်လောက်ဝင်ကြည့်လဲပေါ့နော်အချိန်ဘယ်လောက်ဝင်ကြည့်ခင်းဆိုတဲ့ဟာလည်းကျွန်တော်တို့ဒီမှာ duration နေနဲ့ကျွန်တော်တို့ကဒါကြည့်လို့ရပါတော့နော် average session duration နေနဲ့ကျွန်တော်ကြည့်လို့ရစသဖြင့်ပေါ့နော်ခြား metric key metric လည်းအများကြီးရှိတယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့ကဒီမှာဒီ data ဟာတွေရပြီဆိုရင်ကျွန်တော်ကပေါ့ဒါပုံမတိုင်းချိန်မဲ့ဟာတွေလိုက်ချိန်ပေါ့နော်ချိန်မဲ့ဟာတွေလိုက်ချိန်ပြီးတော့ခဏလားစာထည့်မဲ့ဟာလေးလိုက်ထည့်ပေါ့နော်ဒါကျွန်တော်ကအသေးကျွန်တော်က dashboard usage ပေါ့နော် dashboard usage monitor ကျွန်တော်လောက်ထားတဲ့ dashboard ကိုဘယ်သူတွေကိုလာဝင်ကြည့်ချတယ်ဆိုတော့ကျွန်တော်ဒါတွေ့ရမယ်ပေါ့နော်အဲ့ဒါကျွန်တော်ဒါလေးတွေ့ရပြီဒါလေးတွေ့ရပြီဒါလေးတွေ့ရပြီအောက်မှာလည်းကျွန်တော်လုပ်ချင်တဲ့chat တွေဘာတွေတန်စီတွေလေးကိုဆင်ပြီးလို့ဆွဲလို့ရတာပေါ့နော်ဟို date နဲ့ပဲကျွန်တော်ကြည့်မှလားစသဖြင့်ပေါ့နော်ကျွန်တော်အဆင်ပြေတဲ့တခြားကိုကြည့်ချင်တဲ့ပုံစံပေါ့နော်ဒါတခြားလည်းကျွန်တော်ကြည့်လို့ရတယ် date နဲ့ active user နဲ့ဆိုရင်ကြည့်မလားနောက်မှ active user ရဲ့ပြီးနောက် focus session ရပေါ့နော်စသဖြင့်ပေါ့ကျွန်တော်လုပ်ကြည့်ပါပေါ့နော်အဲ့လိုလေးကျွန်တော်လုပ်လိုက်ပြီဆိုရင်ပြန်ဒါသေးကျွန်တော်ကစပြီးတော့ဒါသေးကျွန်တော်ကစပြီးတော့သုံးလို့ရတယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့ဒီအကျွန်တော်ဆွဲပြီးတော့နောက်တစ်ရက်ဆိုရင်ကျွန်တော်တို့ကဒါတွေ့ရပါဒါမှခုနကလိုကျွန်တော်တို့ filter တွေ project တွေအများကြီးနဲ့လုပ်မယ်ပေါ့ခုနကလိုကျွန်တော်တို့ကဒီမှာသေးကျွန်တော်တို့ကလက်ရှိသုံးလာတဲ့ဟာဆိုရင်ကျွန်တော်ခုနကထည့်ထားတဲ့ဒီ project တွေ dashboard တွေပေါ့နော်အဲ့ဒါကိုကြည့်ချင်တယ်ဆိုရင်ဒီ admin တွေပြီးတော့တမှာ data collection and modification ဆိုတာရှိတယ်ပေါ့နော်အဲ့ဒါမှာ data string ဆိုတာရှိတယ်အဲ့ဒါကျွန်တော်ခုနအစတော့ထည့်ထားတဲ့ project ကြီးမြန်မာ population ပေါ့အဲ့ဒါကျွန်တော်တို့ဒီက project အများကြီးထည့်မယ်ဆိုရင်ကြတော့ဒီမှာလား add screen ဆိုပြီးတော့ကျွန်တော်တို့ဟို website ဆိုပြီးတော့ကျွန်တော်တို့ခုနတခြား dashboard အရှိတယ်တခြား dashboard ရဲ့ link ကိုကျွန်တော်တို့ကဒီကနေယူပြီးတော့ဒီမှာစပြီးတော့ထည့်လို့ရတယ်ထည့်ပြီး key ထွက်လာတယ်ဆိုရင်ဒီ dashboard မှာပဲကျွန်တော်တို့ကဒီမှာ key တော့ထည့်ပေးပါဦးနော်ဒီမှာ key ပြန်လာတော့ထည့်အဲ့ဒါကျွန်တော်တို့ကရပြီပေါ့ရပြီဆိုရင်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ကသူ့ထဲတိုင်းနာမည်ကိုကျွန်တော်မသုံးချင်ဘူးဒီမှာသတ်မှတ်ထားတဲ့ project နာမည်နဲ့ name ကိုသုံးချင်တယ်ဆိုရင်တော့ဒီထဲမှာကျွန်တော်မှပြန်ပြီးတော့filter ကိုထည့်မယ်ပေါ့နော်ထည့်မယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒါကျွန်တော်တို့ကဒီမှာ filter လေးထားပါဒီလောက်လိုက်မှာပေါ့နော် project နဲ့dashboard နာမည်နဲ့ပေါ့နော် project ရဲ့ dashboard နာမည်ပေါ့နော်အဲ့ဒါကျွန်တော်တို့ကcalculator fee ထည့်ပါပေါ့နော် calculator fee ထည့်မယ်ဆိုရင်ကျွန်တော်တို့နာမည်ပေးလိုက်မှာဟာတော့ဒီ project name ပေါ့ပထမဆုံးပဲ project name ပေါ်မှာကျွန်တော်တို့ formula တော့ဒီ formula ပေါ့နော်ဒါ frame အဓိကတော့ခုနလိုဒီ string name ပေါ့နော်ခုနကျွန်တော်တို့ထည့်ထားတဲ့ဒီ string name ကိုမှကျွန်တော်တို့ဖြတ်မှာပေါ့အရှိကproject name ရှိမယ်နောက်ဟာ dashboard name ဒီရှိက project name တယ်နော်ဒီကောင်ဒီဟာလေးနဲ့ဆောင်းထားတဲ့အရှိကဟာကိုကျွန်တော်ရှိမှာပေါ့နော်အဲ့ဒါကျွန်တော်ရပြီဒီဒါကျွန်တော်ဆွေးတာ
ပြီး obtain တွေပေါ့နော်အဲ့ဒါကျွန်တော်တို့ project name ကိုရတယ်ပေါ့နော်အဲ့ဒီမှာပဲကျွန်တော်တို့က project name ပေါ့အဲ့ဒါထည့်ထားတယ် project name ကိုထည့်ညနောက်ခုက cumulative fee မှာဒီ dashboard နေထည့်ပေါ့နော်အဲ့ dashboard name ဆိုလည်းကျွန်တော်တို့ကရောင်းထည့်ပြီးကျွန်တော်ခုနလိုပဲခုန formula နဲ့တော့ခက်ဆက်စင်းတယ်ပေါ့နော်ဒီကတော့သူကဒီရဲ့အနောက်က data တွေကိုယူမယ်ပေါ့နော်အနောက် data တွေယူမယ်အဲ့လိုလောက်ထိုင်လာမယ်ပြီး save ပေါ့နော်ဒီကြောင့်ဒီတော့မှကျွန်တော်ကကို control လုပ်ရှင်တဲ့ fee မှာ dashboard name ပေါ့နိdashboard ပြီးထည့်အဲ့ဒါကျွန်တော်တို့ကဒီမှာရလာပြီဒီမှာပုံမှန်တိုင်းတော့ကျွန်တော်ချုပ်လို့တယ်ဆိုတော့ဒါလေးတော့ကျွန်တော်ခွင့်မိထားတယ်အဲ့ဒါကျွန်တော်တို့ကဒီမှာ publish တော့ပဲလို့ရပြီအဲ့ဒါကျွန်တော်တို့ဒီ data ကိုမနေ့ဖြန်ကျွန်တော်လာကြည့်တဲ့စိတ်ဓာတ်ဟဲ့ဒီမှာ project name လေးကျွန်တော်တွေးရမယ်ဒီမှာ dashboard name လေးတွေးရမယ်အောက်က attention စာဘယ်လောက်ရှိတာလဲဆိုတော့ဟိုလည်းသိရပါဘူးနော်အဲ့တော့အဲ့မတိုင်ခင်ဘာလို့မတိုင်ခင်မှာဆိုတော့ကို dashboard လေးကိုအရင်ဝင်ကြည့်ထားပါတော့ဝင်ကြည့်ထားတဲ့ဆိုရင်တော့နောက်နေ့မနေ့ကျရင်ကျွန်တော်ပြန်ကြည့်လိုက်တဲ့ချိန်မှာဆိုရင်ဒီ data လေးတွေရောက်နေလိုက်အဲ့ဆိုရင်ကျွန်တော်တို့ day user ဘယ်လောက်ရှိလဲ session တွေရော engagement session တွေပေါ့နော်တခြားဒီ metric လည်းအများကြီးပေါ့နော်ဒီက business ဘက်မှာသုံးရတဲ့ metric လည်းဒီမှာအများကြီးပေါ့နော်ဒီ Google Analytics ကစောင့်ကြည့်ပေးထားတဲ့ key metric တွေပေါ့နော်အဲ့ဆိုတော့ကိုလိုအပ်တဲ့ဟာတွေမှာကိုလို့တို့ပြန်တော့ထပ်ပြီးတော့လုပ်လို့ထားမှာပေါ့နော်ဟုတ်အဲ့ဆိုရင်ဒီနေ့တော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်